စာဖတ်ရင်ကောင်းကျိုးဧကန်ရှိတယ်ကျွန်တော်လူမျိုးပေါက်လောက်မှာ9 တန်း10 တန်းလောက်ရှိမှထင်ပါတယ်ကျွန်တော်ဦးလေးဖတ်တဲ့စာအုပ်သွားတွေ့တယ်သူ့အိယာဘေးကစပွဲပေါ်မှာရှိတယ်အမျိုးသမီးပုံမှာမလုံမလဲပုံမှာကျွန်တော်အဲ့ဒီစာအုပ်ကိုဖတ်ချင်ပါတယ်ကိုယ်ကလည်းလူမျိုးပေါက်ဆိုတော့စိတ်ဝင်စားပါတယ်ဦးလေးကိုသွားပြောရင်လေနေရင်အရိုက်ခံရမှသိကြတယ်မပြောဘဲနဲ့အသာလေးတိတ်တိတ်ယူဖတ်ရင်ပူပြက်ကကြီးမယ်ကျွန်တော်မနေနိုင်ဘူးဗျာဖတ်ချင်တော့အကြီးတော့ရိုက်ချင်လည်းရိုက်ပါစေတော့ဦးလေးကိုကျွန်တော်သွားပြောတယ်ဦးလေးလို့အဲ့ဒီစာအုပ်ကလေးကျွန်တော်ဖတ်ချင်တယ်အဲ့လိုလည်းပြောလိုက်အောင်ကျွန်တော်ထင်တာနဲ့ပြောင်းပြန်ဦးလေးကဟာအတော်ပဲတဲ့ငါဒီစာအုပ်မင်းကိုဖတ်ခိုင်းမလို့ကွာအဲ့တော့မင်းကလာတောင်းဆိုတော့ဟန်ကြလိုက်လေကွာရော့ငါတူဖတ်အစာဆုံးဖတ်ဘယ်သူရေးတဲ့စာအုပ်တုံးဆိုစာရေးဆရာကြီးဦးသိန်းဖေမြင့်ရေးတဲ့စာအုပ်ပါစာအုပ်နာမည်ကတက်ခေနတ်ဆိုးတဲ့ဒီကိုခန္ဓာနဲ့ယဉ်ပြီးတော့စီးပွားရှာတဲ့မိန်းမတွေအကြောင်းအဲ့ဒီလိုမျိုးသမီးတွေနဲ့ပျော်ပါတဲ့လူတွေရဲ့အကြောင်းရေးတာဝတ္ထုကအမတန်ကောင်းနေဗျာဆရာဦးသိန်းဖေမြင့်ကလည်းစာရေးကောင်းလိုက်ကျွန်တော်ရှ िख ိုးပါတယ်ဆရာဒီစာတစ်ပုဒ်ထဲနဲ့ဦးသိန်းဖေမြင့်တန်လိုက်တာစာပေတာဝန်ကျေလိုက်တာကျွန်တော်ကာလာသာလူမျိုးပေါက်စအဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒီမကောင်းတဲ့မျိုးသမီးတွေနဲ့ငွေပေးပြီးတော့ဆက်ဆံရမှာကြောက်လိုက်တာကြောက်အောင်ဆရာကကြေကွဲအောင်ကြောက်အောင်ရေးထားတယ်နောက်ဆုံးယောဂါတွေရပြီးတော့လူကနူသလိုဖြစ်မျက်စိကွဲကြောရိုးတဲ့ကိုကလာသာယောဂပူရောက်ကြောရိုးကျိုးဒုက္ခိတဘဝဖြစ်ပြီးတဲ့ခါကျတော့ဒီသူချစ်သူကောင်မလေးတွေရှိတယ်အဲ့ဒီကောင်မလေးနဲ့လက်ထပ်ဖို့ကိစ္စတွေလည်းအကုန်ပြက်ပြီးတော့ငွန်းနဲ့ခြေကွဲเสียဘွားကြီးပါပဲအဲ့ဒီမှာဆရာကစာရေးကောင်းတဲ့ခါကျတော့ချုပ်အသိပညာပေးတယ်ဆိုပြီးတော့ရသမှာအားပြတ်သွားတယ်ပညာပေးတွေစွတ်များတဲ့ခါကျတော့ရသကအာမကောင်းတော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့နှလုံးသားကိုမထိခိုက်ဘူးမစွဲမြဲဘူးပေါ့ဆရာကတော်တဲ့ခါကျတော့ပညာပေးတွေမရေးဘူးတကယ်ရသထဲမှာအဲ့ဒီပညာကပါသွားတယ်ဒီကာလသားယောဂပူကျွန်တော်တို့ကိုခန္ဓာထဲကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဆေးတွေတောက်တာပေါ့ပျောက်ပြီလို့ထင်မှမပျောက်ဖဲနဲ့သွေးထဲမှာကြံနေတယ်လူပြိုဘွားတော်ကဒီယောဂရနောက်ပျောက်အိမ်တောင်ပြုတ်တဲ့ခါကျတော့ကိုမိမကိုဒီယောဂကူးတယ်မသိဘူးကလေးလေးမွေးလာတဲ့ခါကျတော့မျက်မမြင်လေးမွေးတယ်အားကောင်အယိုးမပါတဲ့ကလေးမွေးတယ်အဲ့ဒါတွေကိုဗျာဆရာကဝတ္ထုထဲမှာကျွဲကူးရေပါပြောတတ်လိုက်တာကျွန်တော်အဲ့ဒါလဲဖတ်ပြီးရောအဘဝမလုံမလဲကိုကြည်ကျင်စိတ်လည်းမရှိတော့ပါဘူးအဲ့ဒီလိုဟာတွေနဲ့ကဲကျင်စိတ်လည်းမရှိတော့ပါဘူးစာချစ်သူများကိုအမှန်တိုင်းဝန်ခံရရင်ကျွန်တော်အဲ့ဒီဟာကင်းရှင်းအောင်နေခဲ့နိုင်တယ်ဘာဖြစ်လို့တော့ကိုအိမ်အောင်ကြရင်ကိုချစ်လို့ယူထားတဲ့မိန်းမဘူးမသိဘာမသိဒီယောဂကူတော့မယ်အဲ့ဒီပူဆိုးတာကကိုမွေးတဲ့ကလေးကိုရဲ့မလိမ္မာမှုနဲ့ကာလာသားယောဂဆစ်ဖလစ်ယောဂပါလာတော့မယ်ကျွန်တော်ကောင်းမွေသာသမီကိုမပေးနိုင်ဘူးရှက်ဖို့ကောင်းလိုက်တာအဲ့လိုတွေးမိတဲ့အတွက်ဒါကိုရှောင်ကျဉ်နိုင်ခဲ့ပါတယ်အိမ်တော်ပြုတဲ့ခါမှာတတ္တိရှိပါတယ်ငါအကြောင်းတော့မင်းမညစ်နွမ်းစေရဘူးငါသာသမီယောဂဆိုးမပါစေရဘူးကြည့်ပါဦးသိန်းဖေမြင့်ရေးတဲ့စာကလေးတော့ကိုဖတ်ရတာကျွန်တော်လူတွေဘယ်နှယောက်ရှိမလဲမသိဘူးကျွန်တော်ကိုယ်တိုင်တော့ကောင်းစွာဘဝကိုနေထိုင်တတ်စေခဲ့ပါတယ်စာပေကျေးဇူးကြည်ပါတယ်ဆရာဦးသိန်းဖေမြင့်ကျေးဇူးကြည်ပါတယ်